ကဲ brother မိုဘိုင်းလီဂျန်မြန်မာမှာဗီဒီယိုတစ်ပုတ်တင်ထားပြအဲ့ရနောက်ဆုံးမှာ तू ပြန်လာပြီတဲ့အဲ့ तू ကဘာလို့လဲဆိုတာတီးတဲ့လူကျွန်တော်ကောင်မမှာမှန်ကအခုဗီဒီယိုကျွန်တော်ပြမယ်ကဲဒီမှာ SI လို့ engine လို့ကွာပူးတဲ့ခလုတ်ကမင်းညာဘက်မှာပူးတဲ့ခလုတ်ကညာဘက်မှာSI ပေါက်ပြီရှုံးသွားပြီ defeat တဲ့ကဲလာပြီ ဒီချိန်မှာငါတို့ အေးဇလန်အဲ့မှာစတာ ပါခဲ့မယ်ဆိုငါတို့ရှုံးတယ် မှန်တယ် တော့ကလူပဲလားဒါမှမဟုတ် pro player တယောက်ရော အဲ့တော့အဲ့တက်ပို့တယ် သူ့ရဲ့နာမည်မမပေါ်လာတယ်ရှုံးပြီတတ်မှတ်လိုက် ဟာဘယ်သူတော့ စကွတ်တစ်ခုလုံးစက္ကန့်ပါပဲ ဟာ မလေး ဟုတ်တယ်ငါဘာချက်သိမ်းထားလိုက် ဘပွအောင်ထူလို့မရဘူးလား လူတော့မရတာလို့ပြောတော့မှာအေးဒါပေမဲ့သူ့ရဲ့အကြောင်းပြန်ပြီးစဉ်းစားလိုက်မယ်ဆိုရင်ငါကြောက်ချင် ဘယ်သူတော့ မလို့သိလားသူကမိုဘိုင်းလီဂျန်နဲ့ ဟဲ့မိုဘိုင်းလီဂျန်ပြန်လာ ဒါဆိုရင်ထိတ်ထိုက်တွင်ဘာဖြစ်မှာလဲ ဟာရောက်ရင်ဟာရောက်လေမတိုင်းမှာအားရဘယ်သူကြီးတော့ဟာ ဂယုံ ဟာရောက်ကဲရောက်ပါဟာရောက်ရီတဲ့ပုံစံဘယ်သူကြီးတော့ You have been canned. ကဲဗလာနာတို့တီးကြတာတီးရင်ကျွန်တော်ကော်မမှာမန်းခဲ့ပါဒါဘယ်သူကြီးတော့ဟာရောက်သူပြန်လာပြီတဲ့ဘယ်သူတော့